The Story Who Audio Book အားလုံးပဲမင်္ဂလာပါခင်ဗျာ The Story Who Audio Book Channel လေးမှာကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှမိတ်ဆွေတို့ကိုတင်ဆက်ပေးမယ့်ဝတ္ထုဇာတ်လမ်းလေးရတော့စာရေးဆရာထောင်မူကြီးသိန်းဝင်းရေးသားထားတဲ့မာယာရှင်နဲ့လွမ်းစီရီဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကိုထပ်မံတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကလည်းကျွန်တော်ရဲ့ channel လေးကကူညီသွားအပြင် like and subscribe လေးလုပ်ပြီးအားပေးနှဆင်ပေးပါအောင်ခင်ဗျာမာယာရှင်နဲ့လွမ်းစီရီ1982ခုနှစ်ကဖြစ်သည်တပြည်လုံးစာမတက်သူပပျောက်ရေးလှုပ်ရှားမှုအဖြစ်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားများမန္တလေးမြို့သို့စုရက်လုပ်ပြီးတာဝန်ကျရာရွာတည်တည်သို့ကွင်းဆင်းကြရသည်ကျွန်တော်တို့တာဝန်ကျသည်မှာအမရပူရာမြို့နယ်ကျွန်တော်ဖားတောင်ကြီးစောမွန်လာ၏ရွှေစာရန်ဖျားကြီးအနီးမှရှမ်းရွာကြီးမန္တလေးဘက်မှလာလျင်ဥပိန်တရာတောင်တမန်အင်းကလားကျွန်းစာမုတ်ဆိုးရွာများကိုဖျက်ကျော်ပြီးနောက်ကံဘက်ရွာသို့ရောက်သည်ကံဘက်မန္တလေးလူစည်းကုန်းနေလိုင်းကားရှိသောဂိတ်ဆုံလမ်းဆောင်ရွာကြီးဖြစ်သည်လက်ဖက်ရည်ဆိုင်စားတောက်ဆိုင်အကြော်ဆိုင်များနှင့်နွားနို့မလန်ကဲအယောင်းဝယ်လုပ်သောတိုင်များရှိသဖြင့်အလွန်စီကားသည်ထိုရွာကြီးမှတဆင်လှဲဒါမှမဟုတ်ကုန်းချောင်းခရီးဖြင့်32မိုင်ခန့်ပျော့သွားပါကရေပုတ်ရွာကြီးသို့ရောက်သည်ရေပုတ်ရွာတွင်မူလာတန်းကျောင်းရှိလေသည်ကျောင်းဆရာကြီးကဦးတင်မောင်ဖြစ်သည်လက်ထောက်ကျောင်းဆရာများကတော့ဆရာဦးထွန်းနှင့်ဆရာဦးခမောင်ဝင်းမန္တလေးသားများဖြစ်ကြ၍နေကံများလည်းဖြစ်ကြသည်မန္တလေးမေမြို့ပြုံးလွင်လမ်းဘက်ကလာလင်တော့အောက်ပင်လေကိုကြော်ပြီးကြောက်မီးရွာလမ်းစုံစီတော်ကြီးရေပေးမြောင်းဘောင်ပေါ်မှာမြေလန်းအတိုင်းကြောက်မီးရွာတတိုင်းရှည်ရွာဇီရောရွာကိုကြော်တော့မိုင်40ရွာကိုရောက်သည်ရေပေးမြောင်းကြီးဘောင်ပေါ်၌နှစ်ချုပ်ခရီးပင်မကြီးပင်လက်ပံပင်ထနောင်းပင်ယူကလစ်ပင်ကြီးများတန်းစီစိုက်ပျိုးထားသဖြင့်ရေတက်တစ်ပင်ကြီးများအရေးဖြင့်အလွန်အေးမြသည်မိုင်40ရွာမှအနောက်ဘက်သို့တမန်ငန့်သွားလျင်ကျွန်တော်တာဝန်ကြသောရှမ်းရွာကြီးရှိသို့ရောက်သည်ရေပင်မြောင်းပေါ်မှဖြတ်၍ထိုးထားသောတရားများကိုကြော်ပြီးလျင်တဖာလုံးကြော်ခန့်လမ်းလျှောက်ပါကဝါပင်ထမ်းပင်များဝိုင်းရံနေသောရှမ်းရွာကြီးသို့ရောက်ပါသည်ရှမ်းရွာကြီးမှာအရှိဘက်နရောင်းချချောင်းအလွန်တွင်ထုံးဖြူဖွေးဖွေးဖြင့်ရွှေစာရန်စေးသည်ထိုအချိန်ကလုံးတော်ပြည့်ရွှေတင်ကန်းမကက်ရသေးပါတောင်ဘက်တွင်စိမ့်ညို့မဲမောင်နေသောကျွန်တော်ဖားတောင်ကြီးနောက်ခံဖြင့်အလွန်ပင်ตาရလှလေသည်လေဝင်းများအလည်းမြေနှိမ်ပိုင်းဒုထဝရီမြစ်ဖြင့်နေသဖြင့်ရှမ်းရွာကြီးမှာအမြဲတမ်းဆူဆူပြီးလမ်းများမှာဘွက်ထိုးနေသည်ကျွန်တော်တက်ခုရသည်မှာရွာတကြီးဥတနိုးအိမ်အညာအိမ်ကြီးဖြစ်၍ကျေလွန်းသည်ကုံမျိုးစုံဈေးဆိုင်ကလေးလည်းရှိသည်ရွာလယ်ပိုင်းတွင်တည်ရှိသည်အဘတာနိုးကရွာလူကြီးဖြစ်တော်လဲမနေ့တိုင်းကံမဲ့ရွာသို့ခြံထွက်နွားနို့များကိုစပိန်ဖြင့်တွားပို့ရသည်ဒေသအခေါ်နို့ဘိန်းဆွဲသည်ဟုခေါ်သည်ကျွန်တော်ရှမ်းရွာကြီးတွင်တာဝန်ကျသောနေ၌ပင်ရေပုတ်ရွာမှကျောင်းဆရာဦးထွန်းနှင့်ဦးခမောင်ဝင်းတို့ကလာရောက်ကြိုဆိုကြသည်လာရောက်ကြိုဆိုနှုတ်ဆက်ပြီးညတွင်အာသုံးလုံးစာတင်ဝိုင်းဖွင့်ပွဲ၌ကျွန်တော်အားရွလူတို့နှင့်မိတ်ဆက်ပေးပါသည်ညရောက်တော့လဲရေပုတ်ရွာသို့မပြန်တော့ပဲကျွန်တော်ရွာနှင့်မရင်ပါသေးသဖြင့်အဖော်ပြည့်၍အတူအိပ်ပေးပါသည်ထို့ကြောင့်ကျွန်တော်နှင့်အတော်ခင်မင်သွားသည်နောက်တစ်နေ့နက်၌လဲနနက်စာထမင်းကြော်နှင့်နွားနို့တောက်ပြီးသည်နှင့်သူတို့တာဝန်ကျရာရေပုတ်ရွာကျောင်းသို့အလဲခေါ်လေသည်ရေပုတ်ရွာကြီးမှာရှမ်းရွာကြီးထက်ကြီးသည်ရှမ်းရွာကြီးနှင့်တမိုင်ကျော်2မိုင်ခန့်ဝေးသည်ရေပင်မြောက်ဘောင်တိုင်းလမ်းလျှောက်သောမွေဖျားနှင့်ဖျားနေကြီးတို့အနီးရောက်သည်နှင့်အရှိဘက်မကြီးတန်းများကိုဖျက်ကျော်ပြီးရေပုတ်ရွာအတွင်းဝင်သည့်လမ်းတိုင်းသွားရသည်မကြီးတန်းဆုံးတော့မူလာတန်းကျောင်းကလေးနှင့်ရွာဦးဖုံးတော်ကြီးကျောင်းသို့ရောက်သည်ထိုနေ့ကဆရာအင်အားနည်းသောကျောင်းကလေး၌ကျွန်တော်ကစေတနာဆရာအဖြစ်ဝင်ရောက်ကူညီတင်ပြရာကျောင်းသားကျောင်းသူကလေးများအပြင်ကျောင်းဆရာကြီးဦးတင်မောင်ကလည်းလွန်စွာသဘောကျသည်နေ့လယ်စာကိုကျောင်း၌ပင်ကျွေးသည်ကျောင်းသားကျောင်းသူအင်အားမှလည်း100ခန့်သာရှိပါသည်ရေပုတ်ရွာမှာအစဉ်ဆက်မူလာတန်းကျောင်းရှိသဖြင့်အသုံးလုံးဆရာမရှိပါထို့ကြောင့်လည်းကျောင်းဆရာများဖြစ်ကြသောဆရာဦးထွန်းနှင့်ဆရာဦးခမောင်ဝင်းတို့ကကျွန်တော်အားခင်မင်ကြခြင်းဖြစ်လေသည်ကျောင်းဆင်းတော့ကျွန်တော်အားရွာတွင်လိုက်ပြပြီးအိမ်လဲကြသည်လက်ဖက်စုံတုပ်အကျော်မျိုးစုံနှင့်အိမ်တိုင်းကဧည့်ခံသည်ရွာကြီးဖြစ်သောကြောင့်လက်ဖေးဆိုင်များလည်းရှိသည်နွားနို့ထွက်သောရွာဖြစ်၍မလိုင်ပါသောလက်ဖေးမှာလွန်စွာစိမ့်လှသည်နွေရာသီတွင်ကံမဲ့ရွာမှဘတ်စကားကြီးများရေပုတ်ရွာတည်ဆင်းလာနိုင်သဖြင့်နွေရာသီကားကိတ်ရွာလည်းဖြစ်သဖြင့်စီကားခြင်းဖြစ်သည်ရွာပတ်ဝန်းကျင်၌လေယာနှင့်ကိုက်ဆိုင်သဖြင့်ဆန်စပါပဲမျိုးမျိုးနှင့်နှမ်းဝါမြေပဲနွားနို့ဒင်ခဲများထွက်သည်ချမ်းသာသောလူဒန်းစားများသည်တချို့ဘတ်စကားထောင်သူများပင်ရှိသည်ဟုသိရသည်ရွှေရောင်းရွာကြီးများလည်းဖြစ်ကြသည်ရေပုတ်ရွာတောင်ဘက်ရေပင်မြောင်းကြီးအကျော်၌ဖျားနေကြီးများနှင့်ရှင်မတော်တနခါများပေါက်ရောက်နေသောလွန်စွာနက်ကြီးသည့်ရွှေနက်တောင်ကြီးရှိသည်တာယာလှပသောရှေးအောင်မွေနှင့်နေရာတစ်ခုလည်းဖြစ်သည်ညနေဆောင်တော့ကျွန်တော်တာဝန်ကျရာရှမ်းရွာကြီးသို့ပြန်ရသည်ဆရာထွန်းနှင့်ဆရာဦးခမောင်ဝင်းတို့ကလိုက်ပို့ပြန်သည်
ရွာတွင်ညနေစာအသင့်ပြင်ထားသည်သို့သောကျွန်တော်တို့ရေပုတ်ရွာ၌အစားမျိုးစုံစားလာ၍ညနေစာစောစောမစားနိုင်ရေမိုးချို့ဝစ်စားလဲလှယ်ပြီးစာတင်ဝိုင်းစားရသည်အရေးအဖက်အတွက်အချက်အသုံးလုံးဖြက်လန်စာတင်ဒီအတိုင်းဝထကလတကိုစ၍တင်ရသည်စိတ်ဝင်စားကြသည်ည9နာရီစာတင်ဝိုင်းပြီးမှကျွန်တော်တို့ညစာစားရန်ပြင်ဆင်ကြရာရွာကာလာသားအဖွဲ့ရောက်လာပြီးညစာစားရန်ဖိတ်တော်သည်ထို့ကြောင့်ကျွန်တော်တို့လိုက်သွားကြရာရွာတောင်ဘက်အဖျားပပဲဘုံအင်ချံဝင်းကြီးအတွင်း၌ကာလာသားတစုချက်ပြုတ်နေကြသည်လူရသည်ဖြစ်တော်လဲတွင်အောင်ဖားဟင်းလိတ်သားဟင်းနေကြက်သားဘူးဒီကာလာသားဟင်းငါးဟင်းများလဲပါသေးသည်ရွာတောင်ဘက်ဒုထဝရီမြမရသည်ဟုသိရသည်အရက်နှင့်ထမ်းရည်ပါတော်လဲကျွန်တော်တို့ကျောင်းဆရာများဖြစ်ကြ၍မတောက်စားကြပါထမင်းစားနေပြီဖြစ်၍ညစာအလွန်စားကောင်းသည်လိတ်သားနှင့်ဖားသားကိုလည်းစားဘူးသည်ဖြစ်အောင်စားကြည့်ပါသည်လွန်စွာချို၍စားကောင်းပါသည်စကားပြောရင်မိတ်ဆက်ရင်စားကြတောက်ကြရာညတကောင်12နာရီထိုးမှဝိုင်းသိမ်းနိုင်တော့သည်ကျွန်တော်တို့တကြီးဥဒနိုအိမ်သို့ပြန်ရေးကြသည်ရှမ်းရွာကြီးမှာပကံခစ်ကရှမ်းလူမျိုးများမိဖုရားစောမော်လာနှင့်အတူပါလာပြီးရွှေစာရန်စီရီအားတိဆောက်စဉ်နေထိုင်ခဲ့ကြသောရွာကြီးဖြစ်သဖြင့်ရှမ်းရွာကြီးဟုခေါ်တွင်ကြောင်းသိရသည်ရေပုတ်ရွာလောက်ချမ်းသာသူမများနှစ်ထပ်အိမ်ဆို၍တရွာလုံးမှ2အိမ်3အိမ်သာရှိသည်ကျွန်တော်တို့ရွာတောင်ဘက်အစွန်မှပြန်လာတော့ရွာနောက်ဘက်စွန်းရှိနှစ်ထပ်အိမ်ကြီးမှမီးလင်းနေသည်အိမ်ကြီးအရှိတွင်လာသာဆောင်စင်ဝင်ထုတ်ထားရာအပေါ်၌အမျိုးသမီးတူဦးစပင်ကိုဖားလာချပြီးကျွန်တော်တို့အားရက်ကြည့်နေသည်မျက်နှာကိုလိုက်အောင်ဖြင်သာမြင်ရသဖြင့်မသေးခွဲကြသို့တော့အသားရည်ဖြူစင်ပြီးချောမောလှပသူတူဦးဖြစ်မှန်တော့ခံမှန်းနိုင်ပါသည်သူမအပြင်စင်မှာကျွရသူဖြစ်မတူပါတမူကွဲပြားနေသည်ကျွန်တော်မောချီနေမှန်းသိတော့သူမကလက်ပြနှုတ်ဆက်သည်အတန်တော့မထွက်ထို့ကြောင့်ကျွန်တော်ကလည်းလက်ထောင်ပြ၍နှုတ်ဆက်လိုက်ရသည်ကျွန်တော်တို့တကြီးအိမ်ပြောင်းမှကျောင်းဆရာဦးထွန်းအားမေးရတော့သည်ဆရာထွန်းအစောကနှစ်ထပ်အင်ကြီးဘောကလက်ပြနှုတ်ဆက်တဲ့အမျိုးသမီးကဘယ်သူလဲဗျဟဲကိုဆရာစိတ်ဝင်စားသွားပြီထင်တယ်အဲ့ဒါဇီးသီးချန်နဲ့လဲရတဲ့အများကြီးပိုင်တဲ့မန္တလေးကမမကြီးတယ်ဗျသူကရှမ်းမျိုးနွယ်တဲ့အဲ့ဒီအင်ကြီးမှာတယောက်တည်းနေတာဗျသူ့ခြံဝင်ကြီးထဲမှာတော့အလုပ်သမားတွေအများကြီးရှိတာပေါ့ဗျာကျွန်တော်တို့သိရတဲ့လောက်တော့မန္တလေးမှာလည်းအိမ်ရှိတယ်ရာသီချင်းအခုလိုစပားပေါ်ချိန်မှာလာနေတတ်တာမိုးရင်းမှာတော့လာမနေဘူးအလုပ်ကိစ္စရှိမှသာတစ်ခါတည်းလာတတ်တယ်ထို့စဉ်ကျောင်းဆရာဦးခမောင်ဝင်းကမမကြီးကအပြိုကြီးလို့သိရတဲ့ဗျရက်ရွာနဲ့အဆက်အသွယ်နေတယ်အစောကဆရာလေးကိုလက်ပြနှုတ်ဆက်တော့ကျွန်တော်တော်တော်အံ့ဩသွားမိတယ်တကြီးဦးသားနိုးကဝင်ပြောလာပြန်သည်ဆရာလေးမမကြီးကအလွန်မာနကြီးတယ်ဒီရွာကလူတွေကိုအဖက်လုပ်တာမဟုတ်ဘူးတတိတော့ထားပါဒီရွာကရွာသူရွာသားတွေကလည်းသူမကိုရှိန်ကြတယ်စုံမလို့တော့ဆွဆွဲနေကြတာအဘရဲ့ဒီခကြီးထဲမှာဒါမျိုးတွေရှိသေးလို့လားသဘောပြောတာပါဆရာလေးကျွန်တော်တို့လည်းလက်တွေ့မကြုံမှုပါဘူးသူကညာတိုင်းဆိုလက်သာဆောင်မှာသပင်ဖားလာချပြီးအမြဲတမ်းနေတတ်လို့ပြောနေကြဟန်တူပါတယ်ရာသီဥတုပူလို့လင်းချင်းခတ်နေတာဖြစ်ပါလိမ့်မယ်အဘရဲ့ဟောဆရာလေးတော့မမကြီးလက်ကလေးပြတာနဲ့ပါသွားပြီတတိထားတော့ဆရာလေးဟာဟာဟာဆရာထုံးကဝင်ဖောက်တဲ့ဖြင့်အားလုံးကဝိုင်းရီကြသည်ကျွန်တော်တို့နောက်ကျစွာအိယာဝင်ကြကြတော့လဲကျွန်တော်တော်တော်နဲ့အိတ်မပြောပါတတင်ကလက်ပြနှုတ်ဆက်သောမမကြီးကိုမျက်စိထဲ၌မြင်အောင်နေမိသည်ညနေနိုင်ကျော်မှမိကနေအိပ်ပျော်သွားသည်အိပ်ပြန်တော့လဲမမကြီးကအိမ်မက်ထက်၌ပါလာပြန်ပါသည်နောက်တစ်နေ့နက်တွင်ကျွန်တော်နေမြင့်မှနိုးသဖြင့်ကျောင်းဆရာကိုထွန်းနှင့်ဥက္ကမောင်ဝင်းတို့စာတင်ရန်ရေပုတ်ရွာသို့ပြန်သွားကြပြီဖြစ်သည်အဘဦးသားနိုးလည်းလူပုံးပို့သွားကြပြီကျွန်တော်မျက်နှာတစ်ပြီးတော့အဘဦးသားနိုးညီမဒေါ်နက်ကမနက်စာနွားနိုးနဲ့ထမင်းကြော်ကိုပြင်ဆင်ပေးပြီးဆရာလေးမနက်စာနည်းနည်းပဲစားနော်မမကြီးတို့အိမ်ကနေ့လယ်စာစားဖို့စောစောကနေလာဖိတ်သွားတယ်ဟောဗျာကျွန်တော်တယောက်တည်းကိုလားဆရာထွန်းတို့ဆရာဥက္ကမောင်ဝင်းတို့ရောမပါဘူးလားဒီနေ့ဆရာလေးတယောက်တည်းပဲကြံခဲ့တာဆရာလေးကိုပဲဖိတ်ကျွေးမှာပေါ့ဆရာထွန်းတို့ကနေ့လယ်မှာကြောက်စင်းမှာလာနိုင်မှာမဟုတ်ဘူးညနေကျမှလာကြမှာညနေစာကောဘသူအိမ်လဲတော့နဲ့ညနေကျတော့ဘုန်းကြီးကျောင်းသားကဦးလေးတင်တို့အိမ်ဆရာလေးမသွားချင်လေဒီမှာပဲစားပေါ့မဟုတ်တာဒေါ်နက်ကလည်းကျွန်တော်ကဧည့်သည်ပဲအင်ရှင်တွေစေတနာနဲ့ဖိတ်ကျွေးတာတွားရမှာပေါ့နှုတ်မို့ဧည့်သည်ကအင်ရှင်ကိုစော်ကားတယ်လို့ဖြစ်နေမှာပေါ့မမကြီးတို့အိမ်ကဖိတ်တာတော့တော့မမဟုတ်လားဆရာလေးဟုတ်ကဲ့တွားရမှာပေါ့ဒါဆိုဆရာလေးရေချိုးတော့အခု9နိုင်ထိုးတော့မယ်10နိုင်လောက်လာခေါ်မယ်ထင်တယ်ကျွန်တော်ရေမိုးချိုးသည်ပြီးနောက်ဝက်စားလဲပြီးစောင့်နေစဉ်အမျိုးသမီးလေးတူထမင်းစားလာဖိတ်သည်မမကြီးတော့မဟုတ်မမကြီးအိမ်မအမျိုးသမီးလေးတူဖြစ်ဟန်တူသည်ကျွန်တော်သူမနဲ့အတူလိုက်ပါလာခဲ့ပါသည်လမ်းတွင်အမျိုးသမီးလေးကဘာမှမပြောသဖြင့်ကျွန်တော်လည်းစကားမဆတာပါမမကြီးတို့အိမ်မှာလဲရွာအနောက်ဆုံးတွင်ရှိသဖြင့်
ရွာလေတကြီးအိမ်နဲ့မဝေးလာပါမမကြီးတို့အိမ်ဝါရောက်တော့လှပချော်မောသောအသက်25နှစ်ခန့်ရှိအမျိုးသမီးတူကထွက်၍ဖိတ်ခေါ်ကြိုဆိုပါသည်မမကြီးပဲဖြစ်ပါလိမ့်မည်လာမမောင်အိမ်မော်ကြွပါမမောင်တဲ့လေသူတို့အညာကြီးလက်အခေါ်ဝေါ်ပဲဖြစ်ပါလိမ့်မည်ဆဲလဲတန်လေးလိုလွန်စွာနှဝင်ချိုလာသည်ကျွန်တော်လေးပြုံးရင်ခေါင်းချင်းပြပြီးအိမ်မော်တို့တက်ခဲ့သည်အများအားဖြင့်အညာအိမ်ပုံစံများမှာရေဆိုင်ဖြစ်ပြီးအောက်ထပ်တွင်ခုတ်တန်းလျားချီကြီးများဖြင့်4000စပွဲကြီးခင်းထားတတ်ပြီးအတွင်း၌ဧည့်သည်များအတွက်ကုပစ်ကြီးများခင်းထားသောဧကန်ဖြစ်သည်အပေါ်ဓာတ်တွင်အခက်မဖွဲ့ဘဲအင်ရှင်များအိတ်တက်ကြသည်ယခုမမကြီးတို့အိမ်ကတော့မြို့ဆန်လေသည်အောက်ထပ်တွင်ဧကန်ပြုလုပ်ထားပြီးဘေးတစ်ချမ်းမှာအိတ်ခမ်းများအနောက်ဘက်တွင်မိဘကန်ထမင်းစားကန်ရေချိုကန်နှင့်အိမ်သားများရှိသည်အင်ကြီးမှာပြင်အောင်အင်ကြီးဖြစ်သည်အင်ကြီးပေါ်သို့ရောက်တော့လဲမမကြီးကစောင့်ခေါ်ပြန်သည်အိမ်ပေါ်ဓာတ်ကိုတွားကြမယ်မမောင်အင်းအောက်ထက်ကအလင်းအောင်နေတယ်လေမဝင်ဘူးဟုတ်ကဲ့မမကြီးကျွန်တော်ကသူမကိုအမအရွယ်မို့မမကြီးကိုခေါ်သလိုသူမကလည်းကျွန်တော်အားမောင်ရွယ်မို့မမောင်ခေါ်ရန်တူပါသည်အိမ်ပေါ်ဓာတ်၌ထမင်းစားစပွဲဝိုင်းကိုကလထိုင်3လုံးဝိုင်းရချထားသည်စပွဲပေါ်၌ငွေ1000ထောင်းထားနေသောထမင်းနှင့်ဟင်းများငါးဟင်းကြက်သားဟင်းဝက်သားဟင်းအပြင်ပဲနက်တရက်သီးတုပ်ပစံကြောက်ထောင်းကျော်အသီးရွက်အစုံကျော်အညာမဲစလီဘူးဟင်းကြိုတို့ဖြစ်ကြသည်ထမင်းနှစ်ပွဲပြင်ထားရာပကံများအနီး၌လက်တော့ပွားကလေးများချထားပြီးဇွန်းနှစ်ခင်းရင်ကိုတင်ထားသည်ထိုင်းမမောင်မမလည်းမမောင်နဲ့အတူထမင်းစားမှာထို့စဉ်ကျွန်တော်အားထမင်းစားလာခေါ်သောအမျိုးသမီးကလေးကရင်နွေးလင်မန်းဖြင့်တက်လာပြီးစပွဲပုကလေးပေါ်သို့တင်သည်စပွဲပုကလေးပေါ်၌လက်ဖက်စုံတော့ဇီးပန်းသီးနှင့်မလိုင်လုံးထညက်ဖြူကဲပကံလေးများကိုပြင်ဆင်ထားသဖြင့်ထမင်းစားပြီးစားရန်အချို့ဘက်ဖြစ်ရန်တူလေသည်ထမင်းစားတော့လေမမကြီးကကျွန်တော်ထမင်းပကံထဲသို့ကြက်အသေးမြင့်များဥချသလိုထည့်ပေးသည်ကျွန်တော်ကလည်းတဝက်ခွဲပြီးသူမပကံထဲထည့်ပေးတော့ပြုံးရကြည့်နေသည်မမောင်အလှမစားနဲ့အဝစားနော်ဟုတ်ကဲ့ပါမမကြီးအိမ်မော်မကလေးကအနီးတွင်ရိုက်ရက်ခတ်ပေးနေသည်ကြက်သားဟင်းမှာအာလူဖြင့်ရောထားသောစီပြန်ဟင်းဝက်သားဟင်းကတော့အလှချက်နူးအီလိုနေသည်တည့်ချင်တုပ်ကအီအီပြေးစေသည်ဟင်းရွက်စုံအကျော်ကဂွေရောက်ရွက်တနက်ရွက်ကင်းမုံရွက်စပုတ်ရွက်များပါ၍အရသာဆုံးသည်မစလီဘူးဟင်းညိုကတော့စိတ်ဆင်းသက်သက်ကလေးမို့ဂရင်းရှင်းသည်ထမင်းစားပြီးတော့လဲအချိုပွဲဆက်ရပြန်သည်ဇီးပန်းသီးကချိုချင်းအရေရှမ်း၍အသားများသည်ထမ်းဖို့ဦးထမ်းလျက်ကညူတိုတိုရရွာထွက်မလိုင်ခဲများကဖြူဖွေးပြီးနိုးနံသင်းနေ၍စိမ့်လာသည်မမောဇီးပန်းသီးကမမတို့ခြံထွက်မလိုင်ခဲတွေကလည်းခြံထွက်ပဲထမ်းဖို့ဦးထညက်ကတော့ခြံထွက်မဟုတ်ဘူးတင်းတင်းအောင်အစာစားပြီးတိုင်းစားပါအစာကိုကြည်လွယ်စေတယ်မမောင်အပြန်လက်ဆောင်ပေးလိုက်အောင်မယ်ဒီတော့မှနေသူ၍အမြဲတမ်းစားရအောင်မမနေ့စဉ်ပို့ခိုင်းပေးမယ်ထမင်းစားမကောင်းရင်လည်းမမတို့အိမ်မှာအချိန်မြွေးလာစားဟုတ်ပြီလားမမောင်အတွက်အမြဲတမ်းတကားဖွင့်ထားမယ်အာမနာနဲ့နော်ဒါနဲ့မမောင်တို့ကဒီတော့မှဘလောက်ကြာတောင်းဝင်ထမ်းဆောင်ရမှာလဲ45ရက်ထဲပါမမနောက်လဲမန္တလေးဘက်ကြုံတိုင်းဒီရွာတွေဘက်ကိုလာလည်မှာပါလာခဲ့ပါမမကြုံနေပါမယ်ဒါပေမဲ့မမအလုပ်ကမန္တလေးမှာလည်းရှိတော့ဒီရွာနဲ့တွားလိုက်ပြန်လိုက်ပဲနောက်တစ်ခါမမန္တလေးရောက်ရင်ဝင်ရအောင်မမအိမ်လေးစာလည်းပေးထားမယ်လေနောက်ပြီးမမောင်ဒီရွာရောက်တော့ရောက်ခိုက်မမတို့ဆွေစဉ်မျိုးဆက်ဖျားရွှေစာရန်နဲ့ငတောင်းချချောင်းဒုထဝရီမြင့်နဲ့ကျွန်းတစ်ဖားတောင်ကြီးကိုလည်းလိုက်ပို့ကြမှာသေးတယ်မမောင်အားတဲ့နေ့ကိုပြောပါညနေပိုင်းမှာစာတင်ရတော့နေတိုင်းအားပါတယ်မမအားနေလို့ရေဘုတ်ရွာကဆရာထွန်းတို့မူလာတန်းကျောင်းမှာစသွားတင်ပေးပါတယ်ခီးကနည်းနည်းလန်းတော့နေတိုင်းမတင်နိုင်ပါဘူးမမဒါဆိုမနေ့ပြန်မနေ့စောစောလင်းရွယ်ကိုအခေါ်လွတ်လိုက်မယ်မမောင်အိယာကစောစောထားပြီးအသင့်ပြင်ထားပါဟုတ်ကဲ့မမကျွန်တော်အသင့်ပြင်ပြီးစောင့်နေပါမယ်ပြောဖို့ကြံသေးတယ်မမောင်မနေ့ပြန်နေတဲ့စားကိုရွှေစာရန်ဖျားမှာနာနာနေနေဖျားဖူးရင်စားကြမှာမမတို့ထမင်းချိုင်းတွေထည့်လာမှာတကြီးဥတနိုးကိုကြိုးပေါ်ထားအောင်အခြားအိမ်တွေကဖိတ်ထားရင်မမကြီးမကောင်းမဲဖြစ်နေမယ်မမကဒီရွာကလူတွေနဲ့ကင်းကင်းနေတာဟုတ်ကဲ့ပါမမကျွန်တော်ပြန်တော့အိမ်မော်မာလေးမလွေးနယ်ကလိုက်ပို့ရင်ဇီးပန်းသည်ထမ်းဖို့ဦးထညံမလိုင်လုံးနဲ့ရွှေဖေဦးလက်ဖက်ချောင်းများကိုလက်ဆောင်ပေးလိုက်သေးသည်ကျွန်တော်တကြီးရင်ပြန်ရောက်တော့အဖဥတနိုးပြန်ရောက်၍နေ့လည်စာစားနေသည်ဆရာလေးကတော့တဲဟုတ်ပါလားလူချစ်လူခင်တော်တော်များတာပဲအခုပဲရွာအရှိပိုင်းစင်ရင်ကောင်းအိမ်ကလက်ဖိတ်တောက်ကြဖို့လာဖိတ်ထားတယ်ရေပုတ်ရွာကကျောင်းဆရာတွေကလည်းသူတို့ရွာမှာနက်ပွဲရှိလို့ညလာအိပ်ပါတဲ့ဘယ်အိမ်မှာနက်ပွဲလုံးမှာလဲအဖတကြီးဦးမောင်အိမ်မှာလေးဆရာလေးသိပါတယ်အော်ဟုတ်ကဲ့ဒါပေမဲ့ဘာဖြစ်တယ်လဲဆရာလေး
မနှက်ဖြန်မမကြီးရွှေဆိုင်ဖျားလိုက်ဖို့မယ်ပြောထားလို့ပါနေ့လည်စားလဲဖျားဖူးရင်ကျွေးမှာတဲ့အဲ့ဒါကြောင့်မနှက်ဖြန်နေ့လည်စားကိုလဲရွာတွေကအိမ်တွေဖိတ်ထားရင်ရွှေဆိုင်ပေးပါလို့အဘကိုကြိုပြောခိုင်းလိုက်ပါတယ်။အော်အေးအန်ချက်ပဲမမကြီးကရွာနဲ့ကင်းကင်းနေတာဆရာလေးနဲ့တွေ့မှကြတော့တာပဲဘလို့ကြတာလဲအဘ။ဟောရဲရဲရောရောကျွေးမွေးဖိတ်ခေါ်တာကိုပြောတာအဘမမကြီးတို့ကရှမ်းမျိုးနွယ်တွေလားနောက်ပြီးတော့ရွှေစာရံဖျားကမမကြီးတို့ရဲ့ရွှေစင်မျိုးဆက်ဖျားလို့လဲဆိုသေးတယ်ဒါကြောင့်မမကြီးတို့ကရှမ်းပြည်ဖျားစောလာမွန်တို့ရဲ့အနွယ်တော်တွေလားဟုတ်ပါဆရာလေးရဲ့အဘတို့ရှမ်းရွာကြီးဆိုတာကမိဖုရားစောလာမွန်နဲ့အနွယ်တော်တွေတည်ခဲ့လို့အမည်တွင်တာအဘအစောကပြောခဲ့ပြီးပါပြီမမကြီးတို့ကအဲ့ဒီအနွယ်တော်လက်ကျန်တွေကပဲဒီရွာမှာတော့ရှမ်းအနွယ်တော်လက်ကျန်ဆိုလို့သူတို့ပဲရှိတော့တာရှမ်းပြည်မြောက်ဘက်မှာတော့သူတို့အမျိုးတွေရှိမှာပေါ့မန္တလေးမှာလည်းရှိတယ်မမကြီးကတူဦးတီးသောသမီးမိဘတွေကဒီရွာကပြောင်းသွားပြီးမန္တလေး35လမ်းထဲမှာနေကြတဲ့အသက်အရွယ်လေးကြီးကြပြီလေမမကြီးကငငယ်ရွယ်ရွယ်နဲ့စီဝအရှာကောင်းတယ်သူမနဲ့ဘက်တူကြိုက်တာမရသေးတော့အပြိုကြီးဖြစ်နေတာပေါ့အဘရဲ့ကျွန်တော်တို့စီမှာတော့အသက်30ကျော်မှအပြိုကြီးလို့ခေါ်တာမမကြီးကအခုမှအသက်20ကျော်ပဲရှိအောင်ပါအပြိုကြီးမဟုတ်သေးပါဘူးဆရာလေးကလည်းကျွန်တော်တို့စီမှာတော့73-74နှစ်စရောက်သိန်းတာနဲ့အပြိုဖြစ်ပြီးလင်ယူသားမွေးလောက်ကြတာအသက်20ကျော်ရင်အပြိုကြီးပေါ့ဆရာလေးပြောမှပဲသတိပြုမိတော့တယ်ငငယ်ရွယ်ရွယ်နဲ့အိမ်အောင်ပြုကြလို့လားမသိဘူးသားသမီးတွေရတော့ညှက်ကုန်ကြတယ်အဘတို့ရွာထဲမှာကြည်ပါလားကလေးတွေကအလွန်သေးကွေးပြီးပိန်နေကြတာနောက်ပြီးဆွေမျိုးနှိစက်သူတွေအချင်းချင်းယူကြတာလဲပါပေလိမ့်မယ်အဲ့ဒါအမှန်ပဲအဘကျွန်တော်လည်းနိုင်ငံခြားမဂ္ဂဇင်းတွေဖတ်ဖူးလို့သိနေတယ်အမျိုးနှိစက်သူချင်းယူရင်ညရင်နေပါပြီးခန္ဓာကိုယ်ကြီးတော့ဖွံ့ဖြိုးမှုနေပါတဲ့ဒါကြောင့်ဂျာမနီမှာထူးချွန်ထက်မြက်တဲ့သိပ္ပံပညာရှင်တွေပေါ်ထွန်းအောင်ပညာတော်တဲ့ဆရာဝန်နဲ့အင်ဂျင်နီယာတွေကိုရွေးချယ်ပေးစားကြတဲ့ဒါနဲ့အဘကဒီကျောင်းတွေကိုဘယ်ကသိလာတာလဲရေပုတ်ရွာကကျောင်းဆရာဦးထွန်းနဲ့ဆရာဦးကမောင်ဝင်းတို့ပြောလို့ကြားဖို့တာပါဒါကြောင့်အဘလည်းရွာကလက်တွေ့ဘဝတွေနဲ့နှိုင်းယှဉ်ပြီးကြည်နေတာအမှန်ပဲပေါ့ဆရာလေးနော်ဒါကြောင့်လားမသိအဲ့ဒီလိုပြောတဲ့ကျောင်းဆရာထွန်းနဲ့ဦးကမောင်ဝင်းတို့ဟာအခုဆိုအသက်30ကျော်နေကြပြီဆရာလေးပြောတဲ့လူပြိုတို့စီးရင်ဝင်တွေပေါ့နော်ဟုတ်ကဲ့သူတို့လည်းပညာတတ်တွေပဲအကြိုက်မတွေ့သေးလို့ဖြစ်မှာပါဒါနဲ့ဆရာလေးကရောကျွန်တော်ကငယ်ပါသေးတယ်အခုမှအသက်20ဝန်းကျင်ဆိုတော့လူပြိုတို့စီးရင်မဝင်သေးပါဘူးဘွဲရပြီးအလုပ်ကောင်းကောင်းရအောင်ရှာအောင်မယ်ကျွန်တော်ကကျောင်းဆရာအလုပ်ကိုဝါသနာပါပေမဲ့အသက်မိုးဝမ်းကြောင်းမှုအတွက်ကျောင်းဆရာတော်မလုပ်မစားပါဘူးကျွန်တော်ကယူနီဖောင်းဝတ်အရာရှိကြီးလုပ်ချင်တာကောင်းပါလေဆရာလေးရဲ့စူးစားပါမိမယူလဲမမကြီးတို့လိုရုပ်ချောအုပ်စဘောကိုယူပေါ့အနေဝေးပါတဲ့အဘရာသူ့အကြောင်းကိုမသိကို့အကြောင်းသူမသိနဲ့မဖြစ်နိုင်ပါဘူးဆရာလေးမဖြစ်သေးတာပဲရှိတယ်နော်မဖြစ်နိုင်တာမရှိဘူးဗျာအဘကလည်းစာတွေဖတ်အံတူပါရဲ့အတော်လာတာပဲအဘကခစ်လူကြီးပါစာဆောင်တွေမဂ္ဂဇင်းတွေသတင်းစာတွေအကုန်ဖတ်တယ်ခင်းနောက်ကြမကြံခဲ့အောင်ပါကောင်းပါဗျာခင်မီလူကြီးတွေရှိနေရင်တော့နောက်မျိုးဆက်တွေအတွက်အလားလာကောင်းတာပေါ့ဒါနဲ့ဆရာထုံးလုံးကရေပုတ်ရနပွဲဖိတ်ထားတော့လာခေါ်ဦးမှာလားကျွန်တော်ကညစာတင်ဝိုင်းရှိတယ်လေညနေမှပြီးမှဆိုတော့သွားလို့မကောင်းတော့ဘူးထားပါဆရာလေးရဲ့ဗုဒ္ဓဘာသာနဲ့နပွဲဆိုတာကလည်းတခြားစီပါအပျော်လုပ်ကြတာပါကျွတ်တို့အိမ်မှာကြည်ပါလားဖះကလွဲလို့ဘာနန်းမှမကိုးခဲ့ဘူးအဲ့ဒီကိစ္စကိုလည်းကျုပ်တော်စူးစမ်းပြီးလှုပ်ထားရတာကျုပ်ဇနီးကရိုးရာအစွဲလန်းအတော်ကြီးလို့နှိတ်ကွထားရတာအခုလည်းပပျောက်သွားပါပြီကဲဆရာလေးရွာရှိပိုင်းကဆယ်မှုအိမ်လက်ဖက်ရည်တောက်ဖိတ်ထားတာတွားလိုက်ကြအောင်ဆိုစကားပြောအောင်ကျုပ်ပါလိုက်ခဲ့မယ်ကျွန်တော်နဲ့အဘဦးသားတို့ရွာရှိပြားတို့ထွက်ခဲ့ကြသည်လမ်းတစ်လျှောက်လုံးကလေးနဲ့လူကြီးများကကျွန်တော်အားနှုတ်ဆက်ကြသည်ဆယ်ကောင်းဦးရွှေကကျွန်တော်တို့အားမြင်သည်နှင့်အိမ်ပေါက်ဝထွက်ပြီးကြိုးဆိုပါသည်ကြွပါအကြီးနဲ့ဆရာလေးကျွန်တော်မျှော်နေတာကြပြီကောဟုတ်ပါကိုရွှေရဲ့ကျုပ်နဲ့ဆရာလေးစကားကောင်းနေတာနဲ့အတော်ကလေးကြာသွားတာထိုင်ကြပါတကြီးနဲ့ဆရာလေးအမီးကတော့ရွာထုံးစံပဲပေါ့ကောင်းပါတယ်ဦးလေးရဲ့ပဲညိုးစုံကိုပဲစီတန်တန်နဲ့ကြော်လော်တော့အလွန်ရတာရှိပါတယ်ကျွန်တော်တို့ရန်ကုန်မှာတော့ဟင်းရွက်စီစောင်းစီပဲစီနှမ်းစီစုံနေတာပဲဒါပေမဲ့အစ်စ်ကရှားတယ်အယောတော်ကြီးပဲပဲစီဆိုရင်မှုန်းနေတာပဲအနက်မဲထည့်ထားတာအရသာကဒီမှလို့မကောင်းဘူးဒါကြောင့်လဲဆရာလေးတို့မြို့မှာယောဂဆန်းတွေဖြစ်ကြတာထင်ပါရဲ့ကျွတ်တို့စီမှာတော့ကျမ်းမာရင်အတိနေပြီးဖြစ်တယ်လို့နေကြပေမဲ့ယောဂဖြစ်တာနည်းပါတယ်ဟုတ်ပါတကြီးရဲ့
အဲ့ဒါလည်းကျုပ်အမြင်ပြောရမယ်ဆိုရင်ရေကိုကြိုချက်တောက်လို့ထင်ပါရဲ့ကျုပ်တို့စီမာကရေစိမ့်မတောက်ကြဘူးဆရာလေးရဲ့ဆရာလေးတို့တွားချိုးနေတဲ့ဖုန်ကြီးတောင်းရေရင်းကရေကအလွန်ပေါ့တယ်ဒါကြောင့်လေးလေးပင်ပင်ရှိတဲ့ရွာတက်ကရေနီမြောင်းရေကိုပဲကြိုချက်တောက်ကြရတာအော်ဒါကြောင့်ထင်ပါရဲ့ဦးလေးရွှေရဲ့ယူနေချမ်းမှာလက်ဖက်6အောင်ကြောင့်နေရနေတာလို့ကျွန်တော်ထင်နေတာကျမ်းမာရေးမထိခိုက်ဘူးဆရာလေးရွာရှိရေနီမြောင်းကဆယ်တော်ကြီးကလာတာကြောက်စက်တစ်မျိုးလုံးလဲရေနီမြောင်းကရေပဲတောက်သုံးကြတာပေါ့အဲ့ဒီရေနီမြောင်းရေနဲ့ဖြော်တဲ့ကြောက်စက်လက်ဖေးရေချိုးဟာနာမည်ကြီးဖို့ဆရာလေးရဲ့ဂျွန်နီဝေါ်ကာစကော့ဝီစကီရက်တောင်မှမြည်ရည်နဲ့ပေါင်းကန်ချက်လို့ကဘာကျော်တာလေအိန္ဒိယမှာတော့တနေ့တစ်ခါဂင်းကမြည်ရည်နဲ့ရေချိုးရင်တက်ရှိကျမ်းပါတယ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းတနေ့တစ်ခါနှစ်တကူတကြံပွဲမှာတကြံရေပတ်ခံရင်ကျမ်းမာရေးကောင်းတယ်လို့အယူရှိကြတယ်မဟုတ်လားဆရာလေးရဲ့ဟုတ်ပါဦးလေးရွှေရဲ့ဦးလေးရွှေနဲ့အဘတာနိုးတို့ကတော့စာဖတ်ကြတယ်ထင်ပါရဲ့ခေတ်မြင့်တော်ရှိကြတယ်နော်ဟုတ်တယ်ဆရာလေးကျွန်တော်တို့ကခေတ်မြင့်ရှိအောင်လေ့လာကြပါတယ်ခက်တာကအခုရွာကခေတ်လူငယ်တွေပဲဟိုမမီဒီမမီနဲ့အလဲလက်နေကြတယ်အခုခေတ်ကလေးတွေကတော့ရေပုတ်ရွာမှာမူလာတန်းကျောင်းရှိလို့အားကိုးရပါတယ်ဆရာလေးအမြင်မဲ့လေးရွာကလာသားတွေလုပ်ပြီးအခုမှစာတတ်ချင်ကြလို့ဆရာလေးရှိမှလူကြီးတွေနဲ့ရောပြီးအသုံးလုံးတင်နေကြတာနောက်တစ်နေ့နဲ့တွင်ကျွန်တော်6နိုင်ငံကလေးကအေယာကထားပြီးမျက်နှာသိပ်၍ဖျားဝတ်ပြုသည်ဒေါ်နက်ကမနက်စာစီစဉ်ပေးသည်ဦးလေးတာနိုးကတော့စပိန်တစည်းဖြင့်နှုတ်ပို့သွားပြီးဖြစ်သည်ကျွန်တော်မနက်စာစားပြီးချိန်၌မမကြီးအိမ်မှာအိမ်မော်မာကလေးကလာခေါ်သည်မမကြီးတို့အိမ်ရောက်တော့မနက်စာကိုကျွေးပြန်သည်ကျွန်တော်ထမင်းကြော်စားလာပြီးဖြစ်သဖြင့်ကော်ပီတစ်ခွက်ကိုသာတောက်နိုင်တော့သည်ကျွန်တော်မမကြီးနဲ့အိမ်မော်မာကလေးပါရွာတောင်များဖုန်ကြီးကျောင်းကအနောက်ဘက်ဒုထပရီမြစ်အနီးမှာလေကွင်းများကိုဖျက်၍ရွှေစာရန်ဖျားဘက်သို့လှမ်းခဲ့ကြသည်ရိတ်သိမ်းပြီးစားလေကွင်းများအတွင်းမှရိုးပြတ်နှံ့မှတင်းပြန့်လာသည်လေကွင်းများအတွင်း၌စာကလေးဂျိုးခိုးဘွက်တမွဲနှင့်ဘီးတောင်ဘိုးခေါ်တောင်မီဆူးငှက်ကလေးများစပားရိတ်သိမ်းစဉ်ကကြကြငယ်သောစပားစစ်ကလေးများကိုကောက်စားရင်းပြတ်မြူးနေကြသည်လေကွင်းကိုဖျက်နေစဉ်ထုံဖြူဖြူဖြင့်တက်ပက်ကြီးညိုပွဲကောင်းသောရွှေစာရန်စေတီကိုအဝေးကဖူးမြော်ရသည်အနောက်ဘက်တွင်စိမ့်စုံအုပ်ဆိုင်နေသောကျွန်တော်ဖားတောင်ကြီးကစီမိုးထားသည်အရှိဘက်၌ရှမ်းတောင်တန်းကြီးများဖြင့်တောင်မော်တက်လုံထိုးရထားလမ်းကြီးကိုလှမ်းမြင်နေရသည်ရှေးခေတ်အခါကမိဖုရားစောမော်လာမင်းသမီးသည်ရံရွေတော်အစီအပါးများဖြင့်ရှမ်းပြည်ပြန်ရန်ကုံကြောင်ခီကြွချီလာရပေလိမ့်မည်ပကံမှာရှမ်းတောင်ကြီးအထိခီးမှာမနီးလာပေရှေးခီးတောက်စင်းတောင်တက်လမ်းများကလည်းကျန်းလာပေလိမ့်မည်တော်လန်တောင်လန်ခီးကကျန်းစိတ်ကလည်းနွမ်းအတော်ခံစားရပေလိမ့်မည်ကျွန်တော်တောင်စင်ရင်မရလမ်းလျှောက်ရင်းတွေ့တော့ငေးမောနေမိစဉ်မမကြီးကမမောင်ဘာတွေငေးပြီးဆွေးနေတာလဲရန်ကုန်မှာကြံခဲ့တဲ့ရီးစားကိုတတိယလို့လားယင်မဟုတ်ပါဘူးမမရဲ့ရီးစားလည်းမရှိသေးပါဘူးပကံတန်းကစုတ်ခေါ်လာပြီးဒီမှာရွှေစာရန်ဖျားတည်ခဲ့တဲ့ရှမ်းပြည်ဖျားစောမွန်လာအကြောင်းတွေးမိလို့ရွှေစာရန်ဖျားနဲ့ရှမ်းတောင်တန်းကြီးကိုငေးမောရင်းစိတ်မကောင်းဖြစ်နေမိတာပါအော်မမောင်လည်းဒီရာဇဝင်အကြောင်းကိုသိနေတာကိုမမကမိဖုရားစောမော်လာအကြောင်းကိုရှင်းပြမလို့လုပ်နေတာမမတို့ကဆွေတော်မျိုးတော်တွေဆိုမမကရှင်းပြရင်ပိုတဘာဝကြတာပေါ့ကျွန်တော်နားထောင်ချင်ပါတယ်မမောင်ကရာဇဝင်တွေကိုသိပြီးသားဆိုတော့မသိသေးတာတွေကိုမမရှင်းပြတော့မယ်ဟောဟိုရှိကချောင်းကလေးကနှထောင်းချချောင်းလို့ခေါ်တယ်ဒီဘက်ကမိဖုရားစောမော်လာရုပ်ထုဟိုဘက်ကလန်လန်းနေတာကရံရွေတော်ရုပ်ထုမန္တလေးကရသေးကြီးဥခန့်နေထုလုပ်လှူဒန်းခဲ့တဲ့တန်ရုပ်ထုတွေပဲချောင်းကလေးမှာငါးပေကန်သာကျယ်ဝန်းပါလိမ့်မည်ရေစီရေလင်းမှာကြည်လင်းနေတော့လေလူရသည်ဖြစ်၍ချောင်းရည်မှာခြေမျက်စိမြုပ်ယုံသာရုပ်ထုများမှာရသည်ဥရုတန်ကြောင့်စေးအောင်များမရှိတော့မနဲ့နေတော့လေပြပြမှုတော့ရှိပါသေးသည်မိဖုရားစောမော်လာနှထောင်းကျသွားရင်ရှောက်ဖွေနေရန်ပေလောကျွန်တော်အလင်းချောင်းကလေးထဲဆင်း၍မမကြီးကိုလက်ကမ်းပေးရသည်တစ်ဖက်ကန်းသို့တင်ပေးပြီးနောက်ထမင်းချိုင်ဆွဲဖြင့်မနိုင်မနှင်းဖြစ်နေရှာသောအိမ်မော်မာကလေးကိုလည်းဆွဲခေါ်ရပြန်သည်ချောင်းတစ်ဖက်ရောက်တော့ရွှေစာရန်ဖျား၏ပရဝတ်မြေအတွင်းသို့ရောက်လာသည်ဖျားမှာနောက်ဖက်၌တစောင်းတစ်ခုသာရှိသည်မုတ်ပဝါကတော့၄ခုရှိလေသည်ဖျားပရဝတ်အတွင်း၌စီသီးပင်ရန်ကြီးများပေါက်ပြီးကြွေကြသောစီသီးအမဲများအားနွားများကကောက်စားနေကြသည်ဖျားဘူးလည်းမရှိပါမုတ်ဝ၄ခုရှိဖျားပန်းအိုးများ၌ဖျားနီးတွင်ပေါက်နေကြသောတောပန်းတောင်ပန်းတဝဲမိုင်းပန်းကလေးများကိုထိုးရပူဇော်ထားသည်တော်ဖျားတောင်ဖျားမျက်နှာတော်ငယ်လာသည်တော်ပါသေးသည်မမကြီးကစွမွေးပင်နှင်းစီပန်းပင်များယူလာသည်ထို့ကြောင့်ကျွန်တော်သည်ပန်းအောင်များကိုချပေးပြီးမုတ်ပေါက်၄ပေါက်ကိုတန်ရှင်းရေးလုပ်သည်ပန်းဟောင်းများကိုအဝေးတွင်စွန့်၍ပန်းအောင်များကို
တောင်ကျချောင်းတွင်ဆင်း၍အခါခါစေးကြောရသည်ရေလဲပြီးမမကြီးကကိုယ်တိုင်ပန်းထိုးသည်အိမ်ပေါ်မှာကလေးကစွန်ပွဲတောက်တော်ရည်နှင့်တီတီချိုပွဲကိုပြင်ဆင်ပေးသည်ပြီးတော့မှကျွန်တော်တို့ဖျားအားကက်လူပူဇော်ကြသည်အမွေတိုင်းဖျောင်းနိုင်များလည်းပူဇော်ကြသည်အတူဖျားဝတ်ပြုပြီးတော့မမကြီးကဘာဆူတောင်းသည်မသိကျွန်တော်ကတော့ဖျားထာကာမမိဖုရားစောမွန်လာကောင်းရံဘဝရောက်ပါစေရန်ဆူတောင်းခဲ့ပါသည်ထိုခေတ်ထိုအခါကဖုံးတကိုးကြီးသောစစ်ပရင်တို့၏တသွေးတတန်တမိတ်မှာလွန်စွာရက်ဆက်လွန်လာသည်ဖျားဝတ်ပြုပြီးတော့မမကြီးကမိဖုရားစောမွန်လာဟာဘရင်ကိုစိတ်နာလွန်လို့ပထမပကံပြည်ဘက်လှည့်ထားတဲ့ဖျားမုတ်ပဝါကိုအဋိဌံပြီးမြတ်တပတ်နဲ့ရှမ်းပြည်ဘက်ဆွဲလဲတယ်လို့အဆိုရှိတယ်မောင်မောင်ရွှေစာရံဖျားပွဲတော်ကတပေါင်းလာပြည့်နေ့ကစပြီးလုံမှာဆိုတော့မောင်မောင်မီလောက်ပါတယ်မမကတော့လက်ဝဲလက်စားလေးတွေကိုထူခွဲရောင်းချပြီးရွှေစာရံဖျားကိုပွဲတော်မီလုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့ကြံရထားတယ်ပုံမပြည့်စုံအောင်မမလုပ်နေတဲ့ရတနာရောင်းဝယ်လုပ်ငန်းကလည်းငွေရဖို့ရှိတော့မနေ့ကမမန္တလေးခဏတက်ဖို့ရှိသေးတယ်ဝမ်းသာဂုဏ်ပါတယ်မမကျွန်တော်လည်းကုသိုလ်ရအောင်တက်နိုင်တဲ့လောက်ထက်ဝင်လူတန်းချင်ပါတယ်တာရုပါကွယ်တာရုပါမမလိုရင်ဆန္ဒမှန်သမျှမမကဖြည့်ဆည်းပေးနိုင်ပါစေမမကျွန်တော်ကဖះရှင်တော်မြတ်ထံမှာဆူတောင်းပါလေမမစီမှာဆူတောင်းမှာမဟုတ်ပါဘူး။အော်မမောင်ကလည်းဒီရွှေစာရံဖះကိုမိဖုရားစောမွန်လာကတည်ခဲ့တာလေမမတို့ရဲ့ဆွေဖះမျိုးဖះဒါကြောင့်အဖွာစောမွန်လာရဲ့ကိုစားမမကဖြည့်ဆည်းပေးပါလေ။အော်အဲ့ဒီလိုလားဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အပြောကိုသဘောကျပြီမမကြီးကပြုံးနေပါသည်ကဲမလွေးနေရင်နေ့လက်စာစောစောစားလိုက်ကြရအောင်ပြင်တော့ကွယ်စားပြီးခဏနားမယ်ပြီးတာနဲ့ကျွန်တော်ဖားတောင်ဘက်ကိုလှင်ငါးပြီးကူးမယ်ဒုထဝရီမြစ်တစ်ဖက်ကမ်းပေါ့မမောင်ရောက်ဘူးတဲ့ရှိအောင်ပါကျွန်တော်နဲ့မမကြီးအိမ်ပေါ်မှာလေးမလွေးနယ်ပြင်ဆင်ပြီးတော့နေ့လက်စာကိုလက်စုပ်စားကြသည်ထုံစံအတိုင်းမမကြီးကကြက်သေးဘက်များကိုကျွန်တော်ပကံနဲ့ထည့်ပေးသည်ကျွန်တော်ကတဝက်ခွဲပြီးပြန်ထည့်ပေးသောအခါမမကြီးကပြုံး၍ကျင်းတဲ့နေဟန်ပြသည်ကျွန်တော်တို့နေ့လက်စာစားပြီးရှင်နွေးချက်နဲ့လက်ဖက်တုပ်စားနေစဉ်အိမ်ပေါ်မှာကလေးမလွေးနယ်ကတင်းစီရင်နေ့တစားစားနေသည်သူမစားတော့တင်းစီပြီးသောအခါကဲမလွေးနယ်မမတို့ဒုထဝရီလေးစိတ်ဆင်းကြမယ်မလွေးနယ်ကပစ္စည်းတွေနဲ့ဆိုတော့ဒီဘက်ကမ်းမှာစောင့်နေမမတို့မြန်ပြန်လာမှာပါတမောကမတက်ပါဘူးဟုတ်ကဲ့ပါမမကြီးဒုထဝရီမြစ်လေစိမ့်မှာရွှေစာရံဖျားနဲ့မဝေးလာပါတခေါ်လောက်သာဝေးပြီးလှမ်းမြင်နေရသည်လှေစိတ်တွင်လှေကလေး2စီး3စီးစိုက်ကပ်ထားလေသည်ငှက်တမန်ကလေးများဖြစ်ကြသည်ကမ်းမော်တွင်တော့လက်ဖေးဆိုင်တစ်ဆိုင်ရှိသည်မကြီးပင်ကြီးများ၏အရေးကြီးများကကောင်းလာသည်တရိပ်ဝါရိပ်နှင့်မြည်ရည်အေးအေးတက်ကြောင်လွန်စွာအေးချမ်းသာယာလှသည်လက်ဖေးဆိုင်တွင်တမန်သမားနှင့်ဝါဖောင်သမားနှင့်လူချို့ထိုင်နေကြသည်ကျွန်တော်တို့လွတ်သောစပွဲတစ်လုံးတွင်ဝင်ထိုင်ရင်းမမကြီးကကော်ဖီ3ခွက်မှာသည်စပွဲတို့ကလေးကကော်ဖီနှင့်အတူမုံများပါလာချပေးသည်ကော်ဖီတောက်ပြီးသည်နှင့်မမကြီးကဟိုဘက်ကန်ကူးရန်အတွက်ငှက်တံမှန်ငါးသည်ကျွန်တော်တို့လှေပေါ်သို့ဆင်းတော့မမကြီးကကျွန်တော်လက်ကိုကင်ဆွဲရဆင်းသည်ဒုထဝရီမြည်ရင်မှာတငိမ့်ငိမ့်စီးစင်းနေသည်ရေမှာနတ်ဟန်တူသည်မြည်ရင်မှာဆင်းပြရောင်တန်းနေသည်မြည်အကျဲမှာပီတရာကန်တော့ရှိရန်တူသည်တံမှန်ကိုနောက်ဆုတ်ဦးလှည့်ပြီးရေလေသို့ရောက်တွင်အထက်မှရှော့ချလာသောဝါဖောင်တစ်ခုကိုကျွန်တော်ကမြင်သဖြင့်တမန်ဆရာကြီးဝါဖောင်ကျွန်တော်အထိတ်တလန့်អော်ပြီးကျွန်တော်၏လက်ဝဲဘက်တွင်ထိုင်နေသောမမကြီးကိုဆွဲ၍ရေထဲသို့ခုန်ချလိုက်ရတော့သည်လှေပဲ့ပိုင်းကိုဝါဖောင်ဝင်တိုက်သဖြင့်လှေဦးမှာလက်ရဘက်သို့ရမ်း၍မှောက်ခါဝါဖောင်နှင့်အတူပါသွားတော့သည်ကန်းဆက်လက်ဖေးဆိုင်မှလူများလဲဟာကနေဟင်ကနေအလန်တကြားအောင်ဟဲကြသည်တော်ပါသေးသည်ကျွန်တော်တို့ကဝါဖောင်နှင့်လွတ်ပြီးကျွန်တော်ကရေကူးကျွမ်းကျင်သဖြင့်တစ်ဖက်ကန်းဆက်သို့ချောမွေ့စွာကုခက်ရောက်ရှိသည်မမကြီးမှာရေမွန်းနေသဖြင့်ကျွန်တော်အားအတင်းဖက်တွယ်ထားသည်တစ်ဖက်ကမ်းမော်သို့ရောက်၍ကျွန်တော်မမကြီးကိုနိကကြည့်မိတော့မှရေဆိုရွှဲနေသောအဝတ်စားများအသားနှင့်ကနေသောမမကြီးခန္ဓာကိုယ်မှပကတိပင်ကိုအလှများကိုမြင်ရတော့သည်ကျွန်တော်သတိလက်လို့ငေးကြည့်နေမိစဉ်မမကြီးကော်ပြန်နေသောမျက်တောင်များလက်ပြတောင်ပံခတ်သလိုလှုပ်ရှားလာလေသည်နှင်းစီနီအောင်တဏ္ဍနှခမ်းမှလည်းပွင့်ချက်များပွင့်အားလာသလိုပွင့်ဟာလာပြီးကျွန်တော်အဖက်တိုင်းထားသောလက်ကိုမလျှော့ပဲတိုးဖက်ပြီးမမအသက်ကိုကယ်လိုက်တာနော်ဟုတ်ပါတယ်မမကျွန်တော်လှေထဲဆင်းကလေးကတခုခုဖြစ်တော့မယ်ဆိုတာသိနေသလိုပဲဒါကြောင့်သတိထားနေတော့ဝါဖောင်ကြီးစုံစင်းလာတာကိုကြွတင်မြင်လို့ကျွန်တော်မမကြီးကိုရုတ်တရက်ဆွဲခေါ်ပြီးရေထဲခုန်ချလိုက်ရတာပါခုန်စင်းလာတော့ညာဘက်ကဆင်းရင်လှေပဲ့ပိုင်းကိုဖောင်ကြီးကတိုက်တာမို့ကျွန်တော်တို့လှေဦးနဲ့ဖောင်ချညံသွားနိုင်တယ်လေအတွက်မှန်လို့ချမ်းသာရတာပေါ့မမရဲ့ဒါမှမမချစ်ရတယ်မ
အသက်သခင်ကျေးဇူးရှင်ရဲ့မမကြီးကကျွန်တော်ပါပြနှစ်ပတ်ကိုပန်းမွင့်ပေါ်လက်ပြန်နာတကဲ့သို့ရွရွကလေးအနမ်းချွေပါသည်ထိုချင်းရာကိုမြင်တော့တစ်ဖက်ကမ်းမှလက်ပိတ်ဆိုင်ပရိသတ်များကလက်ခုပ်လက်ဝါးတီးပြီးအော်ဟစ်အားပေးကြသည်မကြမီငှက်တမန်တစ်စီးလောက်ခတ်လာပြီးကျွန်တော်တို့ဇုံရွဲအားလာကြပါသည်ကျွန်တော်တို့စီလာတော့ငှက်တမန်ဆရာကတော့ဖောင်ကြီးနှင့်အတူမျောပါသွားသဖြင့်ဘယ်ရောက်လို့ဘယ်ပေါင်မှမသိတော့ကျွန်တော်တို့ကံကောင်းလေစွာတစ်ဖက်ကမ်းရောက်တော့ပရိသတ်ကကျွန်တော်ဟာဆရာလေးဒီကျွန်းနှဖားတောင်ကြီးမှာကြောက်ဘလူးနဲ့ပပဝင်းထင်ပါရဲ့ရုပ်ရှင်ကားကြီးလာရိုက်ဖူးတယ်တကယ်မဟုတ်ပဲတိုးဆောင်တာဆိုတော့အခုလောက်မပြေပြင်ဘူးဆရာလေးတို့ဇုံရွဲကမှတကယ်ပြပြင်တာကျွန်တော်တို့ဘာမှပြန်မပြောနိုင်ပြုံးနေမိပါသည်အိမ်ပေါ်မှာလေးမလင်းတွေကတပတ်ကြီးတစ်ထည်ကိုယူလာပြီးမမကြီးကခြုံပေးသည်လက်ဖေးဆိုင်ကလက်ဖေးချိုချိုပူပူကလေးမှလည်းအလွန်ရတာရှိလာသည်ကျွန်တော်တို့မှာမျက်နှာစိမ်းများဖြစ်ကြ၍တော်ပါသေးသည်လက်ဖေးတောက်ပြီးအားလုံးကိုနှုတ်ဆက်ခါရွှေစာရန်ဖျားအားဝင်ရဝတ်ပြု၍ပြန်ခဲ့ကြပါတော့သည်မွန်းတက်ချိန်ဖြစ်၍အညာနေမှာပူပြင်းလာသည်ထို့ကြောင့်ကျွန်တော်တို့အပြန်ခီးလက်ကွင်းများကိုဖျက်ရင်းအဝတ်စားများကခြောက်သွားသည်မမကြီးကအိမ်ပြန်ပို့ပြီးကျွန်တော်တဲခွန်အိမ်ပြန်အောင်တော့အဘဦးသားတို့အိမ်တွင်ကျောင်းဆရာဦးခမောင်ဝင်းနှင့်ဦးထုံးတို့စောင့်နေကြသည်ကိုတွေ့ရသည်ဘယ်နဲ့ဆရာလေးအတော်ပျော်ခဲ့ရဲ့လားကျွန်တော်တို့သတင်းတွေစုံနေအောင်ကြားပြီးပါပြီဟုတ်ကဲ့ကြားတဲ့အတိုင်းပါပဲထိုစဉ်အဘဦးသားတို့ကဆရာလေးဘာဖြစ်လာတာလဲစပင်တွေလည်းစုပ်ဖွာနဲ့နေပူမိလာတယ်ထင်တယ်ကျွန်တော်ကဖြစ်ချောင်းကုံစင်ကိုပြောပြတော့အားလုံးကတန်တော်ကြီးဝမ်းကြည့်နေကြသည်ကျွန်တော်ဝက်စားလဲပြီးလက်ဖေးရဝိုင်းပြန်ထိုင်တော့ဆရာဦးခမောင်ဝင်းကအလွန်အင်မတန်မာနကြီးတဲ့မမကြီးဆရာလေးနဲ့မှပဲပြော့တော့တယ်ထင်ပါရဲ့မမကြီးကဒီနေ့တကြောမှာသူနဲ့တန်တဲ့ယောက်ျားမပေါ်သေးဘူးလို့အထင်ရှိနေတာဆရာလေးရဲ့ကောင်းပါတယ်ဆရာလေးနဲ့လည်းလိုက်ပါတယ်ဒါမှလည်းဆရာလေးကျွန်တော်တို့စီကိုမကြာခဏရောက်ဖြစ်မှာနေရည်တဲ့ဖူစာပေါ့နော်အဖဦးသားတို့ဟုတ်ပါကျောင်းဆရာရဲ့မှန်လိုက်လေဗျာညနေဆောင်တွင်အမကြီးတို့အိမ်ပေါ်မှာလေးမလေးနဲ့ကျွန်တော်အားလာခေါ်ပြန်သည်ဆရာလေးမမကြီးကအခေါ်ခိုင်းလိုက်တယ်ခဏကြွပါတဲ့အော်ဟုတ်ကဲ့ကျွန်တော်လိုက်သွားတော့မမကြီးကအိမ်ပေါ်တက်မှာသူမအခန်းတွင်တက်လာရန်ပြောသဖြင့်တက်သွားရပြန်သည်အခန်းထဲ၌မမကြီးမှာနေမကောင်းဟန်ဖြင့်ဂရင်ပေါ်တွင်လှဲနေသည်မမနေမကောင်းဘူးလားအေးမိသွားတယ်ထင်တယ်ကျွန်တော်မှဆေးတွေပါလာတယ်တကြီးအိမ်ကိုပြန်ယူလိုက်မယ်မလိုတော့ပါဘူးကွယ်မမဆေးတောက်ပြီးပါပြီမမောင်မျက်နှာကိုမြင်ရတာနဲ့တဝက်တက်တာသွားပါပြီဂရင်ပေါ်မှာပဲထိုင်ပါမမောင်မမတိုင်ပင်စရာလေးရှိလို့ပြောပါမမကျွန်တော်ဘာလုပ်ပေးရမလဲမနေ့ပြန်မနေ့မမမန္တလေးကိုသွားရမယ်အလုပ်ကိစ္စချင်းထားတာရဲ့ကျမ်းမာရေးအတွက်ဆရာဝန်လည်းပြရမယ်မမောင်ကနေကောင်းရဲ့လားကောင်းပါတယ်မမအဲ့ဒါဆိုမမကိုမနေ့ပြန်မနေ့၈နာရီလောက်ကြောက်မီတာစုံကိုမမောင်စပိန်နဲ့လိုက်ဖို့ပါလားအလုပ်ကိစ္စပြီးတာနဲ့ရွှေဆိုင်ဖျားရွှေချဖို့ကိစ္စအတွက်ဖျားကောပကအဖွဲနဲ့မမတွေ့ပြီးကုန်ကြသမျှလှူလိုက်မယ်ပြီးမှရွာကိုပြန်လာမယ်တပတ်လောက်တော့ကြာမယ်ထင်တယ်မမောင်အဲ့ဒါဆိုမမရဲ့ကျွန်တော်လည်းကုသိုလ်ရအောင်မမအလူမှာပါဝင်ပါရမီဖြစ်တဲ့အနေနဲ့ကျွန်တော်ဒီတစ်ချက်သားရှိတဲ့ရွှေလက်စွပ်ကလေးကိုလှူဒန်းပြရစီတာတို့ပါမမောင်ရဲ့ကုသိုလ်ပါရမီဆက်ကြတာပေါ့ဒါပေမဲ့မမောင်လက်မှာဗလာဖြစ်နေမှာဆိုတော့မမရဲ့အသက်သခင်ကျေးဇူးရှင်ချစ်ရတဲ့မမောင်ကိုမမကလည်းကျေးဇူးဆက်တဲ့အနေနဲ့ချစ်တဲ့လက်ဆောင်တစ်ခုပြန်ပေးမယ်မမောင်မျက်စိမိတ်ထားပါမမကြီးကခေါင်းအောက်မှာအသင့်ထားရန်တူသောရတနာကျုပ်လေးတစ်ခုကိုယူလိုက်တယ်ကျွန်တော်မျက်စိမိတ်ထားတော့မှလက်တကြွယ်တွင်စွပ်ပေးသည်ရွှေလက်စွပ်တစ်ခွင်းဖြစ်ပါသည်ထို့စဉ်မမကြီးကမမောင်မျက်စိဖွင့်ကြည့်လို့ရပြီကျွန်တော်မျက်စိဖွင့်ကြည့်တော့အလွန်အရေးကောင်းပြီးဂေါ်ကြီးများပါသောနီလာကြီးတစ်လုံးအားတစ်ချက်သားကန်းရှိရွှေဖြင့်ကွင်းထားသောရှီအောင်လက်ရလက်စွပ်ကြီးတစ်ခွင်းဖြစ်သည်မမောင်ကတောက်ကြသားဆိုတော့နီလာနဲ့တဲ့တယ်ဖုန်တကိုကြီးမယ်ကျမ်းမာရေးကောင်းမယ်ဒီလက်စွပ်ကမမတို့ရှေးဘိုးဘွားပြည်ပင်လက်ထက်ကလေးကအစစ်စစ်အမွေရထားတဲ့လက်စွပ်ပါမမောင်နဲ့ထိုက်လို့ရတာပါမမရဲ့မမောင်အတွက်ချစ်သက်လက်ဆောင်ပါမပြောက်စင်နဲ့နော်စိတ်ချပါမမကျွန်တော်အမြဲတမ်းဝတ်ထားပါမယ်ထိုနေ့ကမမကြီးအိမ်ခန်းအတွင်းဖြစ်၍ကျွန်တော်တို့နှစ်ဦးအပြန်အလှန်အနမ်းမိုးများလှိုင်လှိုင်ရွာသွန်းနေစဉ်အဟံဟူသောအိမ်ပေါ်မှာကလေးမလေးနွယ်၏တတိပေးချောင်းဟန်တန်ကြောင့်လူကြီးခွာလိုက်တော့လဲဖတ်ထားသောလက်များကမပြုတ်သေးပါအကြောင်းသည့်အစင်းသည့်မလွင်းနယ်ကလည်းကော်ဖီနှင့်မုတ်ပကံများအားစပွဲပေါ်၌တင်ခဲ့ပြီးအောက်သို့ပြန်ဆင်းသွားသည်ကျွန်တော်တို့ချစ်သူနှစ်ဦးတန်တာလီကန်းတိုင်တူပြန်၍တူးကြသည်မှာမမောနိုင်မပန်းနိုင်ကျွန်တော်တို့မမကြီးမှာအချစ်ဦးဖြစ်၍အချစ်စူးစူးပြီးယူမိသည်မှာအပြစ်တော့မဟုတ်တန်ရကြီးကျွန်တော်တို့
မုံမုံပန်းပန်းဖြင့်ကော်ဖီတောက်တော့အငွေတစ်ထောင်ထောင်ထွက်နေသောကော်ဖီများအိတ်ဆက်ကုန်ပြီဖြစ်သည်ကျွန်တော်တသက်တာတွင်မင်္ဂလိတငယ်ချင်းများရှိခဲ့ဘူးတော့လဲတက္ကသိုလ်ကျောင်းသားကြီးဖြစ်သည့်အထိရှိစားတနာမထားခဲ့ဘူးပါထို့ကြောင့်အချစ်သေးချင်းလည်းဖြစ်ပါလိမ့်မည်ကျွန်တော်မမကြီးအိမ်ကားပြန်တော့နေပင်ဝင်လူကြည်ပြီးအတုံးလုံးတင်တန်းရှိသဖြင့်အပေါ်တက်မှကြက်ကြရိုက်ဆင်းလာရာအောက်ထပ်တွင်အိမ်ပေါ်မှာကလေးမလူးနယ်ကိုမတွေ့ရပါမျက်နှာပူ၍ရှောင်းနေရန်ရှိသည်တော်ပါသေးသည်ကျွန်တော်ကလည်းသူမကိုတွေ့ပါကမျက်နှာထားတတ်မည်မဟုတ်ပါကျွန်တော်အိမ်ပြန်ရေချိုးဝစ်စားလဲပြီးအတုံးလုံးစာတင်ဝိုင်းတို့ဝင်ရတော့သည်ထိုနေ့ကညနေစာပင်မစားဖြစ်ပါအချစ်စိတ်တက်ပြီးအချစ်ရဝါနေရလားမပြောတတ်ပါနောက်တစ်နေ့နက်နက်တွင်ကျွန်တော်အိယာကစောစောထား၍ဖျားဝတ်ပြူပြီးမနှက်စာစားရင်အဖဥတာနိုးကိုစောက်မြုံနေမိသည်ညကလေးကမမကြီးဟာကြောက်မီတာဆုံတို့လိုက်ပို့ရမည်ဖြစ်ကြောင်းပြောထားတဲ့ပြင်အဖစောစောပြန်လာပါသည်မနက်9 နာရီခွဲခန့်တွင်ကျွန်တော်ဝရိယကောင်းစွာရွာရှိရေပင်းပြောင်းကြီးအနီးရှိမကြီးပင်ကြီးအောက်တွင်အဖဥတာနိုး၏နိုဘိန်းဆွဲသောဟမ်မာစပိန်ကြီးဖြင့်အစင်သေးစောင့်ကြိုနေမိပါသည်အချိန်လေးစားသောမမကြီးကမနက်8 နာရီတိတိတွင်ရောက်လာသည်မမောင်ရောက်တာကြပြီလားကျွန်တော်ကဆန္ဒစောနေလို့စောစောကြိုရောက်နေတာပါမမကအချိန်မှန်ပါတယ်ကဲစပိန်မော်တက်သွားကြစို့ရေပင်မြောင်းပေါင်လမ်းကြီးအတိုင်းစပိန်ကိုတနင်္ဂနွေခန့်နင်းရသည်ကြောင်မီရွာတာဆုံရောက်တော့မနက်9 နာရီခန့်ရှိပါသည်ကျွန်တော်တို့ပြည်ဦးလွင်မှဆင်းလာမည်ဂျီကားကလေးများကိုစောင့်ရင်းအကျော်ဆိုင်၌ထိုင်၍အကျော်စားကြသည်စပိန်နင်းလာရ၍ပင်မလွန်သောကြောင့်၎င်းလမ်းဆောင်ကရွာကြီးလည်းဖြစ်ပြီးအကျော်ကလည်းကောင်းလွန်ချေရသူနှင့်မျက်နှာချင်းဆိုင်စားရည်လာမသိအကျော်မှာစားလို့အလွန်ကောင်းသည်ချစ်ကားကလေးဆင်းလာတော့နေရာရသဖြင့်မမကြီးလိုက်ပါသွားသည်ထိုအချိန်ကမမကြီးနဲ့ကျွန်တော်နောက်ဆုံးလမ်းခွဲခဲ့ရမှန်းကျွန်တော်မသိခဲ့ရပါကျွန်တော်တူတဲ့အပြန်လန်းကိုတွေးရင်ငင်းရင်ပြန်ခဲ့ရပါသည်တပတ်ကျော်တော့လဲမမကြီးပြန်မလာပါကျွန်တော်ကတော့မမကြီးကတတိယပြီးအားချိန်ရတိုင်းရွှေစာရန်စီရီဘက်သို့အလွမ်းပြေရောက်ရှိသည်အာသုံးလုံးတင်နန်း45 ရက်ပြည့်ကန်နီးကျွန်တော်ရွှေစာရန်စီရီဘက်သို့ရောက်ရှိတော့စီရီယာညမ်းစင်နေသည်ကောဘကလူကြီးများအားမေးကြည့်တော့မန္တလေးမြို့မှာမမကြီးဆိုသူကလုံးတော်ပြေရွှေတင်ကန်းကပ်ရန်လှူဒန်းသဖြင့်ရွှေချရန်ပြင်ဆင်နေကြောင်းသိရှိရတော့သည်မာယာများသောမမကြီးနှင့်ထပ်မံတွေ့ဆုံရန်ကျွန်တော်လွမ်းစီတီရွှေစာရန်ဖျားတွင်နှုတ်ဆက်ကြော့ပြီးအချိန်ချင်းဆူတောင်းမိပါသည်သို့တော့ကျွန်တော်ဆူတောင်းမပြည့်ခဲ့ပါ45 ရက်ပြည့်ပြီးအသုံးလုံးတင်နန်းများပြီး၍ကျွန်တော်ပြန်ခဲ့ရတော့လဲမမကြီးနဲ့အဆက်အသွယ်မရတော့ပါဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာထောင်မှုကြီးတင်ဝင်ရေးသားထားတဲ့မာယာရှင်နဲ့လွမ်းစီတီဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီအဆုံးထိအားပေးနားဆင်ပေးတဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျွန်တော်ရဲ့ channel လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ